ကြီးလို့ကျွန်တော်ဘောကိုရိုက်တယ်။သူဆူလိုက်ကြတယ်လည်းထူတာ။ဆိုရင်ကျွန်တော်လည်းငေးတောင်း။ညီမလေးတို့ဖျက်သွားတယ်။ညီမလေးတို့ဖျက်သွားတယ်။ဝင်သွားပြီလေ။ဝင်သွားပြီကမှတော့ထွက်ပြေးရတယ်။ညီမလေးလည်းနဲ့ဘိုးတွေကျေးဇူးများတယ်။အေးဟုတ်ပြီ။အဲ့ထူမယ်။ခေါင်းနေချင်းထူနေတာသိဖို့တော့ဒုက္ခပဲ ကိုပေးပြီးထူမှာနော်ကိုပေးမယ်5ချက်အင်းနေ3နေ5ဘုရားတရားတန်တာမိပါစေ။ဘုန်းတော် ဣတိပိတောဘဂဝါအရဟံသမ္မာကမ္မတောဝိဇ္ဇာစေနာသမ္မာနောဘုရောဘူရိတာသမ္မာပါသတ္တဒေဝမနုဿဘုရောဘဂဝါဒီကနေ့လက်တွေပွင့်ပြီလက်တွေဖွင့်ပြလိုက် ခေရုပစ္စယော တော့ကသူ့ဆိုင်လို့ကလေးမရှိပါဘူး